video ပဲတင်မပေါက်ဘူး view တွေကအများအားနည်းပြီးမတက်တာမျိုးတွေကြုံနေကြလားအဲ့ဒါရဲ့အဓိကပြဿနာကလေ TikTok က flop နေရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ content က key strategy တွေကိုမသုံးထားလို့ဖြစ်နေတာပေါ့နော်အဲ့ဒါမို့လို့ဒီနေ့မှာ Elena ကဒီခောက်ဆွဲစာရင်းနဲ့ key strategy 3ခုကို sharing လုပ်ပေးသွားပါမယ်ဒါကတော့ Bulldog က Habanero line ရဲ့ပြီးတော့ကျဦးရေးပါကျမကျဦးကတော့စမုံလေးသုံးပါပြီပေါ့နော်ဆိုပထမဦးဆုံးအချက်ကကြတော့ကိုဗီဒီယိုရဲ့ဆက်စချင်း2စက္ကန့်3စက္ကန့်လောက်မှာလူတွေကို hook မလုပ်ထားလို့ပဲဖြစ်ပါတယ် hook ဆိုတာဘာလဲဆိုတော့အခုဗီဒီယိုရဲ့ဆက်စချင်း2စက္ကန့်3စက္ကန့်မှာရင်လူတွေရဲ့ attention ကိုယူနိုင်တဲ့ clip ကိုဆိုလို့ရှိရင် hook လို့ခေါ်ပါတယ် clip ပဲဖြစ်ဖြစ်တခြားလူတွေရဲ့ attention ကိုယူနိုင်တဲ့အရာကိုဆိုလို့ရှိရင် hook လို့ခေါ်ရပေါ့နော်ဆက်စချင်းမှာကွာဗီဒီယိုစားရနေတယ် hey guys hello guys အားလုံးမင်္ဂလာပါဆိုသွားလိုက်တော့ဒီဗီဒီယိုကပြီးသွားပြီဘာမှလူတွေရဲ့ attention ကိုလည်းရမှာမဟုတ်ဘူးကွာကိုကပေါက်ချင်တယ်ဆိုလို့ရှိရင်ဆက်စချင်းမှာရင်လူတွေကဒီ TikTok မှာဗီဒီယိုတွေအများကြီးကွာတိတာတုံးလို့ရှိရင်အလီနာဆိုလဲ scroll အမြဲလုပ်နေရပဲအဲ့လိုမျိုးလုပ်နေတဲ့ကြားထဲကနေမှာကိုဗီဒီယိုကလူတွေရဲ့ attention ရမှာဆက်ကြည့်မှာကွာသူတို့ဆက်ကြည့်ဖို့အတွက်ကဆက်စချင်းဗီဒီယိုရဲ့2စက္ကန့်3စက္ကန့်ကအရေးကြီးဆုံးပဲအဲ့ဒါမို့လို့အဲ့ဒီ2စက္ကန့်3စက္ကန့်မှာနေလူတွေကို hook လုပ်နိုင်တဲ့အရန်ကိုပေါ့နော်ပေါက်နိုင်တဲ့စကားလုံးတွေဒါမှမဟုတ်အလိုစာရန်ထိုးတာတွေအလို clip တွေသုံးမယ်ဆိုလို့ရှိရင်ကိုဗီဒီယိုကမပေါက်စရာအကြောင်းမရှိဘူးပေါက်ကိုပေါက်တယ်ပေါ့နော်အဓိကလူတွေကိုဆွဲဆောင်နိုင်ဖို့ပဲလိုပါတယ်ဒုတိယတစ်ချက်ကကြတော့ကိုယ့်ရဲ့ဗီဒီယိုက engagement like ဖြစ်နေလို့ပါ engagement မှာ like ဖြစ်နေရဆိုလို့ရှိရင်လည်း TikTok ကကိုယ့်ရဲ့ဗီဒီယိုကို push လုပ်ပေးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ့်ဗီဒီယိုက engagement ကောင်းစေချင်နေဆိုလို့ရှိရင်ကွာဗီဒီယိုတင်တဲ့အခါမှာ audience တွေကြည့်နေတဲ့ user တွေကိုနဲ့ engage လုပ်လို့ရအောင်လို့ပေါ့နော်ဥပမာ comment မှန်ခိုင်းတာမျိုး like လုပ်ခိုင်းတာမျိုး save လုပ်ခိုင်းတာမျိုး follow လုပ်ခိုင်းတာမျိုးအဲ့လိုမျိုး engagementကောင်းအောင်လို့ပေါ့နော်သူတို့လည်း engage လုပ်ခိုင်းရမယ်ဥပမာကိုကအခုဗီဒီယိုတစ်ပုဒ်မှာကိုယ့်ရဲ့အကြောင်းတစ်ခုကို sharing လုပ်ပေးလိုက်တယ်ကွာတကယ်လို့ဒီဗီဒီယိုကြည့်နေကြတဲ့သူတွေထဲမှာဒီလိုမျိုးဖြစ်ပူးတဲ့သူတွေရှိလို့ရှိရင်လည်း comment မှတ်ခဲ့ပေးကြပါဒါမှမဟုတ်အဲ့လိုမျိုးတခုခုမှန်သွားပေးခဲ့ကြပါတကယ်လို့ဒီလိုမျိုးကြုံဘူးလို့ရှိရင်လည်းပြန်ပြီးတော့ sharing လုပ်ပေးကြပါအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်လူတွေကိုကိုယ့်ရဲ့ဗီဒီယိုနဲ့ပေါ့နော် engage ဖြစ်အောင်လို့လုပ်ခိုင်းမှာ engagement ကောင်းလေလေ TikTok ကကိုယ့်ရဲ့ဗီဒီယိုကို push ပြီးတော့ပေါက်အောင်လုပ်ပေးနိုင်လေလေပါပဲ engagement ကွာ key ပဲအဲ့ဒါမို့လို့ကိုဗီဒီယို engagement ကောင်းသွားလို့ရှိရင်ပြီးသွားပြီနောက်ဆုံးတစ်ချက်ကကြတော့ကိုယ့်ရဲ့ content ကအရန် random ဖြစ်နေပြီးတော့ niche မရှိတာမျိုးတွေဖြစ်နေလို့ပါအလီနာပြောပြမယ်နော်ကိုကဒီနေ့မှာကြတော့ကားတဲ့ဗီဒီယိုတင်လိုက်တယ်နောက်နေ့မှာကြတော့ full vlog တင်တယ်ဟောနောက်တစ်နေ့ကျတော့ get ready with me ဗီဒီယိုကြီးကောက်တင်တယ်ကွာအဲ့လိုမျိုးဆိုလို့ရှိရင်ကိုကတခုဆိုရင် specific niche ကမရှိပဲနဲ့ niche တွေများနေတဲ့ခါကျတော့ TikTok ကလည်းကိုယ့်ရဲ့ account ကဘယ်လိုမျိုး content တွေကို create လုပ်တဲ့ account လဲပြီးတော့ဘယ် audience တွေကို push လုပ်ပေးရမလဲဆိုတာသူလည်းမသိဘူးမသိတော့ niche တွေများနေလေ TikTok က right audience ကို push မလုပ်ပေးနိုင်တဲ့ခါကျတော့ကိုယ့် video တွေကမရောက်တာပေါ့နော်အဲ့ဒါမို့လို့ကိုကဘယ် line ကိုသွားမှလဲသွားမယ်ဆိုလို့ရှိရင်ကွာတခုဆိုလို့ရှိရင်တခုကိုသတ်မှတ်ပြီးတော့အဲ့ဒီ specific niche ကိုပဲတက်မတ်သွားမယ်ဆိုလို့ရှိရင်ပို့ပြီးအဆင်ပြေရဲ့ right audience ကိုလည်းတွေ့ရပေါ့နော်တွေ့တော့ right audience နဲ့ကိုယ့်ရဲ့ content တွေကကိုက်နေတဲ့အခါကျတော့ပေါက်မှာပဲဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးအဲ့လို niche တွေကလည်းများနေတယ် right audience တွေလည်းမရောက်ဘူး audience ရောက်သွားတဲ့ audience တွေကလည်းမှားနေရဆိုရင်ကိုယ့်ရဲ့ content ကဘလောက်ကောင်းကောင်းပေါ့နော်ဘာမှထူးတာမှမဟုတ်ပါဘူးအဲ့ဒါမို့လို့အဓိက consistency ရှိပြီးတော့ niche ရှိမယ်ဆိုရင်ပို့ပြီးအဆင်ပြေပါတယ်အခု Elena sharing လုပ်ပေးတဲ့ tips တွေကလေအကုန်မဟုတ်ပါဘူးတချို့ဒီ၃ချက်ကိုပဲ Elena ပြပြပေးတာဒီထက်အများကြီးရှိသေးရပေါ့နော်ဒီလိုမျိုးတွေကို learn လုပ်ချင်တယ်လေ့လာချင်တယ်ကိုယ့်ရဲ့ဒီ content creation journey ကိုလည်းစချင်တယ်ဆိုလို့ရှိရင်အခု Elena ဖွင့်ထားတဲ့ဒီ influencer bootcamp course တွေကိုလာတက်လို့ရတယ်ပေါ့နော်ဒီသင်တန်းတက်ပြီးသွားတာနဲ့ဘယ်ကနေဘယ်လိုစရမလဲဘယ်လို content တွေ create လုပ်ရမလဲပြီးတော့ content creation နဲ့ပတ်သက်ပြီးတော့လည်းအကုန်လုံးနားလည်သွားမယ်ဆိုတာအားမခံပါတယ် Elena ဒါလေးဆက်စားလိုက်ပါအောင်မယ် see you guys in the next video everyone bye bye